ဘာလို့လဲဆိုတော့ကျမတို့သူတို့ဖះကိုရှုပ်ခိုးခိုင်းတာကွယ်ကဲအားလုံးပဲဒီတစ်ခေါက်ဗီဒီယိုကကြတော့ brand နည်းနည်းလေးပြောချင်တယ်ပေါ့နော်ဟိုရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ဒီကိုရီးယားမှာကဒီလမ်းမှာတွားပြီးတော့ပေါ့နော်ဒီလမ်းသွားလမ်းလာတွေကိုလိုက်ပြီးတော့ဘာသာရေးဆိုရင်ဖွဲ့အစည်းရှိတယ်ကွာအတော်ကြီးတွေအဓိကဦးလေးတွေပေါ့ကွနဲ့အတော်ကြီးတွေကောင်းလေးကောင်းမလေးတွေပေါ့နော်အဲ့လိုပုံစံမျိုးများတယ်ဆိုတော့အဲ့ဒီဟာကို brand ကကြုံခဲ့တဲ့အတွေ့အကြုံပေါ့နော်များသောအားဖြင့်သူကယေရှုနဲ့ပတ်သက်ပြီးတော့ဒီ Christian နဲ့ပတ်သက်ပြီးတော့ပဲသူကဆွဲကြတာများတာကွာဒါပေမဲ့ brand တွေ့ကြုံခဲ့ရတာ Christian မဟုတ်ဘဲနဲ့တခြားဟာကြီးဖြစ်နေတာကွာဆိုတော့အဲ့ဒါပြပြမယ် brand ကဒီ3လပိုင်းအစလောက်မှာပေါ့နော်ဒီကျောင်းကနေအိမ်ကိုပြန်လာတဲ့လမ်းမှာပေါ့နော်9နာရီခွဲလောက်တော့ရှိပြီဆိုတော့အဲ့ကောင်လေးတယောက်က brand ကိုပြောတယ်ပေါ့နော်နောက်ကနေလိုက်လာတယ်ဟိုတဲ့ပေါ့နော်သူ interview ကျင်လို့ပေါ့နော်သူကဒီလိုစာအုပ်တွေရေးတယ်ပေါ့နော်စာတမ်းပြုစုနေရပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး view ကျင်လို့ဆိုအိမ်မော view လေးဆိုပြီးတော့အဲ့နဲ့ဖြေလိုက်တယ်ပေါ့နော်ဖြေလိုက်ပြီးတော့အဲ့မှာ तू ကဘာလဲဒီအခုကမှောင်နေပြီဆိုတော့နောက်တစ်ခါကျလို့ရှိရင်တွေ့ပြီးတော့တဲ့ထပ်ပြီးတော့ပြောချင်တယ်ပေါ့နော်အဲ့နဲ့အဲ့ဆိုလို့ရှိရင်လည်းရတယ်လို့ဆိုပြီးတော့ဒီကျောင်းသားဝင်းချင်မှာပဲလို့ပြောတော့ချိန်လိုက်ပေါ့အဲ့မှာလဲပုံမှန်ပဲဆိုတော့ तू ဒီစိတ်ခရမ်းရဲ့ဒီစိတ်အကြောင်း तू ဆွေးနွေးပေးတယ်ကွာမစိုးပါဘူးလို့ကိုယ့်ကိုလည်းအဲ့လိုဆွေးနွေးပေးရဆိုပြီးတော့အဲ့လိုထင်လိုက်ပေါ့ဆိုတော့နောက်တစ်ခေါက်လဲကြတယ်ကြတော့ तू ကဘာလဲ तू ထက်ကိုပို့ပြီးတော့တိတက်တဲ့လူနဲ့ပေးတွေ့ပေးမယ်ပေါ့နော်သူတို့တွေကကြတော့ steady room ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့တော့အဲ့မှာတဲ့ဖြစ်နိုင်လို့ရှိရင်လာစေခြင်းနဲ့ပေါ့နော်အဲ့နော်ငါစိတ်နေစိတ်ထားကိုပေါ့နော်ဆွေးနွေးပြီးတော့ကောင်းနေဆိုပြီးတော့လိုက်သွားတာကျမအဲ့တော့လိုက်သွား तू ကဘာလဲအမ तू ထက်ကိုအကြီးတဲ့ပေါ့နော်အဲ့အမကြီးတယောက်ကဟိုတကယ်ဆွေးနွေးပြီးတော့ပေါ့နော်ဟိုစိတ်ပိုင်းဆိုင်ရအောင်ကောင်းပါတယ်ဆိုပြီးဟိုတွေ့အဲ့နဲ့နောက်ပိုင်းလည်းကြာတာဘယ်လိုပြောလဲလဲဆိုအဲ့မှာသူတို့ဒီကိုရီးယားသမိုင်းမှာလေအဲ့လို1800ကျော်ကနေပြီးဒီ1900ဒီအလဲပိုင်းမဟုတ်ဘဲနဲ့အရှေ့ပိုင်းလောက်မှာဆုံးသွားတဲ့လူတယောက်ရှိတယ်။ तू ကကြတော့သူကိုယ်တိုင်ဖျားဆိုပြီးတော့အဲ့လိုပုံစံမျိုးဖြစ်တယ်ကွာလူကဘာလည်းမသိဘူးသူ့နာမည်မေ့သွားတယ်သူလည်း cyber jungle ပုံစံမျိုးပေါ့နော်အဲ့တော့ rank ကိုအဲ့ဘာသာတဲ့ကိုသူကဘယ်လိုခေါ်မလဲအနုနီးနဲ့အရင်ပုံစံမျိုးသူအရင်ဆွဲတဲ့ပုံစံမျိုးပေါ့နော်အဲ့ဆိုအရင်ဆုံးသူကရင်းနှီးမှုရအောင်လုပ်တယ်ပြီးတော့တဖြည်းဖြည်းတွေ့ရင်းနဲ့မှအဲ့လိုပါပြောအဲ့နဲ့ဟိုတော့ပြောရတော့မို့အစပြောပြီးတော့ဒီလူပုဂ္ဂိုလ်ဆိုရှိခဲ့တယ်ပေါ့နော်အဲ့ဒါပြောရတယ်အဲ့နဲ့သူအဲ့ဒီအကြောင်းကိုတဲ့သူတဲ့ပြောချင်တယ်ပေါ့နော်အဲ့ဒါပေါ်လဲခုကလည်းနောက်ကျနေပြီဆိုတော့အိမ်သွားမှာလို့ပြောလို့ရှိရင်ကွာကျဲရလည်းများတယ်လို့အဲ့ကြောင့်မို့လို့နောက်ခေါက်မှပဲဖြစ်မယ်ဆိုတော့နောက်ခေါက်ချင်းရောကျွန်မအဲ့နောက်ခေါက်ချင်းလဲချင်းရောဘလို့ပြောလာလဲဆိုတော့အဲ့အဓိကအဲ့အဖက်ကိုပဲအသားပေးပြီးတော့ပြောလာပြီးတော့မှဘလို့တကဘာလုံးကကွာလေမလားအရန်ကိုကြောက်စရာကောင်းပြီးတော့မှဘယ်လိုခေါ်မလဲဟိုနည်းဖြစ်မလုံခြုံပေါ့ကွာအဲ့တော့ဒီသူ့ရဲ့ပေါ့နော်ဒီအိုက်ပဲခေါ်ခဲ့တယ်ပြောခဲ့တဲ့ဟာရတကယ်ဖြစ်လာတယ်ပေါ့နော်အားကြောင့်မို့တဲ့ပေါ့နော်အဲ့လိုပြောရင်းနဲ့မှဘာလို့လဲဆိုတော့ကျမတို့သူတို့ဖះကိုရှုပ်ခိုးခိုင်းတာကွယ်ရှစ်ခိုးစေချင်တာကွာဆိုတော့ပထမအဲ့ဘာလဲဒုတိယတတိယမြောက်ခတဲ့ကသူကရှစ်ခိုးစေချင်တာပြီးခဲ့တဲ့ခေါက်ကပေါ့နော်ဆိုတော့အဲ့လိုအဲ့ဆိုလို့ရှိရင်ဟိုအဲ့လိုပြောရတယ်အဲ့ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲလို့ငါလို့ဗုဒ္ဓဘာသာလို့ဗုဒ္ဓဘာသာလုံးဝဗုဒ္ဓဘာသာလားဘယ်လိုခေါ်မလဲအရန်ကိုဘယ်လိုခေါ်မလဲ strong Buddhism လားဆိုပြီးတော့အဲ့လိုပုံစံမျိုးပြောချင်တာကွာဆိုတော့ဟုတ်တယ်လို့ငါအိမ်မှာလည်းငါဖျားပုံရှိတယ်လို့ဖျားကိုငါကိုးကွယ်တယ်လို့လုံးဝမီယိုဖလာငါတို့နိုင်ငံမှာဒေဘူပုံကဗုဒ္ဓဘာသာဆိုပြီးမဲ့လေလို့ဒီပေါ့နော်ငါကိုယ်တိုင်ကနှစ်သက်လို့ဗုဒ္ဓရဲ့အဆုံးအမပြောတယ်ငါကိုယ်တိုင်ဟိုလိုက်နာပြီးတော့ဆိုတော့ကွယ်အရင်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လေသူတို့ကတော့အဲ့လိုပြောတာပေါ့နော်အားကြောင့်မလို့ငါဗုဒ္ဓဘာသာငါအရင်ယုံကြည်တယ်အဲ့နဲ့ဘောဆနာကချီဆိုပြီးပြောတာပါအဲ့တော့ပြောမေ့သွားတာဘောဆနာနင်ကအညစ်တာဘောဆနာနင်ကရောတာဆိုပြီးတော့ပြောချင်လိုက်တယ်ကွာဆိုတော့အဲ့ဒါတော့အခုမှတွေးမိရပါတော့ဆိုတော့အဲ့အကြောင်းမလို့ဒီကိုရီးယားမှာじゃအဲ့ဘာသာရေးဆွဲလူရမ်းများတယ်ကွာဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့တချို့ကိုရီးယားမှာရှိတဲ့လူတွေလည်းအဲ့လိုဆွဲခံရဘူးလားဟိုအန်ကတော့ဒီသူတို့ခရစ်ယာန်တွေဘာတွေမဟုတ်ဘဲနဲ့တခြားပေါ့လူပုဂ္ဂိုလ်ကိုးကွယ်တဲ့ဟာကြီးတောင်ဆွဲခံရတယ်ပေါ့နော်ဆိုတော့အဲ့ခါလေးနဲ့လာပြောပြချင်တာပါဆိုတော့တကယ်လို့ကိုကလည်းအဲ့လိုအတွေ့အကြုံရှိခဲ့ဆိုလို့ရှိရင်အောက်မှာ comment လေးမှန်ခဲ့ပေးကြပါလို့ကျေးဇူးတင်ပါတယ်